ဒါငါရဲ့ပထမဆုံးအိမ်မက်ခြေလမ်းပဲမောင်ရင်လက်ဖက်ရည်တစ်ခွက်လောက်ပေါ်စိမ့်လေးနော်ကိုကိုဒီဘက်ကစားပွဲကိုလက်ဖက်ရည်ပို့ပေးရအောင်မယ်နော်မင်းရှိနေလို့ကိုအားရှိတာကြည်မာကျေးဇူးပဲနော်ဒီဆိုင်ကလက်ဖက်ရည်ကတကယ် share ပဲဟာ Facebook ပေါ်မှာလည်းနာမည်ကြီးနေတာကြပါခင်ဗျာဒီဖုန်းတန်တော့နေနေတာအောင်းလက်အတွက်ပြင်ဆင်ထားပါတယ်အားလုံးအတွက်အကောင်းဆုံးပြင်ဆင်ထားပါတယ်ကိုကိုကတော့နာမည်ကြီးနေပြီနော်မိန်းကလေးတွေကလည်းဝိုင်းကြည့်နေကြတာဘသူတွေဘလောက်ကြည့်ကိုမျက်လုံးထဲမှာကြည်မတစ်ယောက်ပဲရှိတာပါကိုကိုရဲ့စူးစမ်းမှုတွေအောင်မြင်ပြီနော်ကျမတကယ်ဂုဏ်ယူတယ်